အားလုံးပဲမင်္ဂလာပါဗျကျွန်တော်တို့ online ဆိုင်ရဲ့ border ကြီး Rania ကတော့လာမယ့် July လ 26 ရက်နေ့မှာဆိုလို့ရှိရင် middleweight champion ဟောင်းတစ်ယောက်ဖြစ်တဲ့ Robert Whittaker နဲ့ပွဲထိုးရတော့မှာပါ Rania အနေနဲ့ UFC ကိုရောက်လာတာ 6 လလောက်ပဲရှိသေးတယ်ဆိုပေမဲ့အဲ့ဒီ 6 လအတွင်းမှာ Rania အနေနဲ့3ပွဲထိုးထားပြီးတော့3ပွဲစလုံးကိုလည်းအနိုင်ရရှိထားတယ်ဗျအဲ့ဒါကြောင့်မို့လဲ OG Dana White ကmiddleweight champion ဟောင်းတစ်ယောက်လည်းဖြစ်တယ်ပြီးတော့အခုလက်ရှိမှာဆိုလို့ရှိရင်လည်း ranking နံပါတ် 5 နေရာမှာရှိတဲ့ Robert Whittaker နဲ့ July လ 28 ရက်နေ့မှာပွဲတည်ပေးထားတာပါအဲ့ဒါအပြင်ဟိုမှာအခုပွဲရဆိုလို့ရှိရင် Rania အတွက်ဆိုလို့ရှိရင်လည်းပထမဆုံးခေါင်းပွဲအဖြစ်ထိုးရတဲ့ပွဲလည်းဖြစ်ပါတယ်ဗျသူတို့နှစ်ယောက်ရဲ့အသက်ကိုရှင်ကြည့်ရမယ်ဆိုလို့ရှိရင်တော့နှစ်ယောက်စလုံးက35နှစ်ထဲကိုရောက်နေပြီဗျအသက်အရွယ်ချင်းတူကြတယ်ဆိုပေမဲ့ Rania ကတော့နောက်ဆုံး3ပွဲစတိုက်ကိုအနိုင်ရရှိထားတယ်ဗျအဲ့ဒီ3ပွဲထဲမှာဆိုလို့ရှိရင်လည်း Rania အနေနဲ့နောက်ဆုံးပွဲမှာဆိုလို့ရှိရင်အမေရိကန်ရဲ့နဗန်းအကောင်းဆုံးကစားသမားလို့ပြောကြတဲ့ Bonikel ကိုသူ့အနေနဲ့လက်ရည်အသာစီးနဲ့ကိုကစားပြီးတော့အနိုင်ရရှိသွားတာဗျအဲ့ဒါကြောင့်မို့လဲ Rania ကအဲ့ဒီပွဲပြီးတဲ့အခါမှာဆိုလို့ရှိရင် ranking နံပါတ် 3 နေရာမှာရှိတဲ့ Sean Strickland ကိုတောင်မှစိန်ခေါ်သွားတာဗျဒါပေမဲ့ UFC ကတော့လောလောဆယ်မှာ Robert Whittaker နဲ့ပဲအရင်ပွဲတည်ပေးလိုက်တာပါRobert Whittaker အနေနဲ့ကတော့ middleweight champion ဟောင်းတစ်ယောက်ဖြစ်တယ်ဆိုပေမဲ့သူ့အနေနဲ့ခန်းဆက်ချမန်ရဲနဲ့နောက်ဆုံးပွဲမှာဆိုလို့ရှိရင်ခန်းဆက်ချမန်ရဲရဲ့မေယိုးကိုချုပ်ကွက်မိပြီးတော့တွားရီတောင်ကျွတ်သွားခဲ့တယ်ဗျအဲ့ဒါကြောင့်မို့လဲ Robert Whittaker အနေနဲ့အခြေ9လလောက်ထိကိုအနားယူနေတာဗျနောက်ပြီးတော့ Robert Whittaker အနေနဲ့ကတိတ်တောင်တစ်ဖက်ပိုင်းမှာဆိုလို့ရှိရင်80%ထိကိုကောင်းနေဗျဒါပေမဲ့သူ့အနေနဲ့ကအဲ့ဒီလိုနဗန်းအားပြုကစားတဲ့ခြေဆွဲအားတန်တဲ့ကစားသမားတွေနဲ့တွေ့တဲ့အခါလို့ဆိုလို့ရှိရင်သူ့ရဲ့ striking အနေငယ်ကျသွားတာကိုလည်းတွေ့ရတယ်ဗျstriking ပိုင်းကြီးရှင်မယ်ဆိုလို့ရှိရင်တော့ Robert Whittaker က Rania ထက်ကိုပိုပြီးအဆင့်မြင့်တဲ့ကစားသမားတစ်ယောက်ဖြစ်တယ်ဗျ Rania အနေနဲ့ဆိုလို့ရှိရင်လည်း Robert Whittaker လိုမျိုး striking အဆင့်မြင့်တဲ့ကစားသမားမျိုးကိုအရင်ကမတွေ့ခဲ့ဘူးဗျသူ့အနေနဲ့ one champion ရှိမှတော့ဆိုလို့ရှိရင်လည်း striking ပိုင်းတကယ်ကောင်းတဲ့ကစားသမားဆိုလို့အောင်လာတို့ Bidash တို့လောက်ပဲသူတွေ့ခဲ့ဘူးတာဗျဒါကြောင့်မလို့ Rania အနေနဲ့ဆိုလို့ရှိရင်လည်းဒီပွဲမှာအနိုင်ရချင်တယ်ဆိုလို့ရှိရင်သူ့အနေနဲ့လည်း striking ပိုင်းကိုကျိန်းသေးပေါတေချာထပ်ဖြည့်ထားရမှာဗျ Rania အနေနဲ့ကအရှိမလဲ3ပွဲစတိုက်နိုင်ထားပြီးပြီအဲ့ဒါအပြင်မှာအခုပွဲကိုပါသူထပ်နိုင်မယ်ဆိုလို့ရှိရင်တော့သူ့ရဲ့ချန်ပီယံကပတ်အိမ်မက်ကလည်းပို့ပြီးတော့နီးစပ်သွားနိုင်တယ်ဗျဒါပေမဲ့ကျွန်တော်မြင်ရဆိုလို့ရှိရင်တော့ Rania အနေနဲ့အခု Robert Whittaker ကိုနိုင်သွားခဲ့ရင်တော့မှချန်ပီယံကပတ်စင်ခေါ်ခွင့်တော့တန်းရအောင်မယ်လို့မထင်ဘူးဗျဘာလို့လဲဆိုတော့ရှေ့မှာဆိုလို့ရှိရင်လည်းခမ်ဆက်ချမန်ရဲနဲ့ဒူပလက်စစ်တို့ရဲ့တွဲဆိုင်ကဖြစ်လာဖို့ကလည်းရှိနေရဗျအဲ့ဒါကြောင့်မလို့ Rania အနေနဲ့ဒီပွဲမှာအနိုင်ရခဲ့မယ်ဆိုလို့ရှိရင်တော့ranking နံပါတ် 3 နေရာမှာရှိတဲ့ Strickland နဲ့ပို့ပြီးတွေ့ရဖို့ကနီးစပ်တယ်ဗျနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ပြီးခဲ့တဲ့ UFC 315မှာတော့ကဂျက်တယ်လာမဒလီနာကဘယ်လမူဟာမက်ကိုအနိုင်ရသွားတယ်ဗျအဲ့ဒီတော့အနိုင်ရပြီးတဲ့အခါမှာပဲအစ္စလာမ်ကာချက်ကသူ့အနေနဲ့ဝေဒန်တစ်ခုရဲ့ချန်ပီယံဖြစ်ဖို့အချိန်တန်ပြီဆိုပြီးတော့ Twitter မှာ post တင်ခဲ့တယ်ဗျအဲ့ဒါနဲ့ပတ်သက်ပြီးတော့မဒလီနာဘက်ကနေလည်းကြိုက်တဲ့ချိန်တက်လာခဲ့သူ့အနေနဲ့ဆိုလို့ရှိရင်လည်းသူနဲ့တနိုင်ငံနဲ့သားဖြစ်တဲ့ Volkanovski တို့ကိုရှုံးကျွေးဆက်ပေးမယ်ဆိုပြီးတော့ပြန်ပြီးတော့ပြောလိုက်တာပါအစ္စလာမ်ကာချက်ကလည်းချက်ချင်းကိုပဲမင်းက Volkanovski မဟုတ်ဘူးပြီးတော့မင်းရဲ့ level ကငါလောက်မရှိသေးဘူးဆိုပြီးတော့ချက်ချင်းကိုလေးပြန်တိုက်လိုက်တာဗျအဲ့ဒါအပြင်ဟိုမှာအခုငါယူမဲ့ခပတ်ကိုလည်းတေချာတက်နဲ့ရှင်းရှင်းကိုတိန်းသားဆိုပြီးတော့ပြန်ပြောလိုက်တာဗျတကယ်လို့သူတို့နှစ်ယောက်ပွဲကအတီးဖြစ်သွားခဲ့တယ်ဆိုလို့ရှိရင်လည်းကျွန်တော်မြင်ရဆိုလို့ရှိတော့မက်ဒလီနာဘက်ကနေအနေငယ်ရုံးဝနိုင်တယ်ဗျဘာလို့လဲဆိုလို့ရှိရင်ပြီးခဲ့တဲ့ပွဲမှာတော့ဆိုရင်ဘယ်လမူဟာမက်အနေနဲ့အစောပိုင်းချီတွေမှာဆိုလို့ရှိရင်မက်ဒလီနာကိုနဘောင်းဝင်မလုံးပဲနဲ့ striking ပိုင်းပဲကစားတာဗျဒါပေမဲ့နောက်ပိုင်းတတရားအချီလုံးမှာစပြီးတော့နဘောင်းဝင်လုံးတဲ့အခါမှာဆိုလို့ရှိရင်မက်ဒလီနာဘက်ကနေပြီးတော့အနေငယ်ပို့ပြီးတော့အရင်ရှေ့ချီတွေနဲ့မတူတော့ဘဲနဲ့လက်ရည်ကျသွားတာကိုလည်းတွေ့ရတယ်ဗျအဲ့ဒါကြောင့်မလို့အစ္စလာမ်ကာချက်ဘက်ကနေလည်းဒီပွဲကိုချင်းကပ်မယ်ဆိုလို့ရှိရင်ရှေ့မှာတော့ဘယ်လမူဟာမက်အနေနဲ့ striking ပိုင်းကိုပို့ပြီးကစားသွားတဲ့အတွက်အထိနာသွားတယ်ဆိုတော့လည်းတိပြီးသားဆိုတော့သူ့အနေနဲ့ဆိုလို့ရှိရင်ဒီပွဲအတွက်ကိုနဗန်းပိုင်းကိုတေချာပြင်လာလောက်မှာဗျအဲ့လိုနဗန်းပိုင်းကိုတေချာပြင်လာမယ်ဆိုလို့ရှိရင်တော့မဒလီနာအတွက်ကတိတ်ချောင်မဲ့ပွဲလို့တော့ကျွန်တော်မထင်ဘူးဗျဆက်လက်ပြီးတော့ light heavyweight champion အသစ်ဆက်ဖြစ်ထားတဲ့မာကိုမတ်အန်ကာလဲကလည်းသူ့အနေနဲ့ဒီ international fight week မှာ Alex Pereira နဲ့ထိုးကျင်တယ်ဆိုပြီးတော့ Pereira ဘက်ကိုကမ်းလှမ်းလိုက်တယ်လို့သိရတယ်ဗျဒါပေမဲ့ Pereira ဘက်ကလက်မခံလိုက်ဘူးလို့လည်းသူ့အနေနဲ့ပြန်ပြီးတော့ထုတ်ပြောလာတာကိုလည်းတွေ့ရတယ်အဲ့ဒါကြောင့်မို့မာကိုမတ်အန်ကာလဲကလည်းသူ့ဘက်ကအစင်သစ်ဖြစ်နေပြီဆိုတော့တခြားတစ်ယောက်နဲ့ထိုးကျင်တယ်ဆိုပြီးတော့သူဒီရက်ပိုင်းမှာထုတ်ပြောလာတယ်ဗျကျွန်တော်တို့ရဲ့ Pereira ကတော့ပြီးခဲ့တဲ့ match လကအဲ့မာကိုမတ်အန်ကာလဲကိုရှုံးပြီးတဲ့အောင်ငြိမ်နေတာကိုလည်းတွေ့ရတယ်ဗျပါရီယာအနေနဲ့လည်းဒီရှုံးပွဲအတွက်ကိုရှုံးကျွေးဆက်နိုင်မှုအတွက်ကိုကြိတ်ပြီးပြင်ဆင်နေမှာတော့သိချတယ်ဗျဒါပေမဲ့လောလောဆယ်မှာတော့ပါရီယာဘက်ကလည်းဘာမှမချပြသေးဘူးဗျအဲ့ဒါကြောင့်မို့ကျွန်တော်တို့အနေနဲ့လည်းဒီတွဲဆိုင်ကိုလည်းကျွန်တော်တို့တစ်ချက်စောင့်ကြည့်ရအောင်ပဲဗျဒီကိုတို့အနေနဲ့လည်းအခုကျွန်တော်တင်ဆက်ပေးသွားတဲ့အကြောင်းအရာတွေပေါ်ဘယ်လိုအမြင်ရှိလဲဆိုတာကိုကွန်မန့်မှာဝင်ရောက်တစ်ချက်လောက်ဆွေးနွေးသွားခဲ့ကြပါအောင်ဗျကျွန်တော်တို့ရဲ့ channel ကနေတင်ဆက်ပေးတဲ့အကြောင်းအရာတွေကိုကြိုက်နေတဲ့ဆိုလို့ရှိရင်လည်း follow နဲ့ subscribe လေးတွေလုပ်သွားပေးကြပါအောင်အားပေးတဲ့သူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ဗျ